ရှင်ကျမကတော့တားတော့ပိုင်းစုပါရှင်ကျမဒီနေ့ဘာကြည့်ပေးပါလဲဆိုလို့ရှိရင်သူတင့်ကိုဘာတွေများပြောချင်နေလဲဆိုတဲ့ခေါင်းစဉ်လေးကိုကြည့်ပေးပါမယ်ရှင်သူတင့်ကိုဘာတွေများပြောချင်နေမလဲဆိုတဲ့ခေါင်းစဉ်လေးကိုကြည့်ပေးပါမယ်ရှင်သူတင့်ကိုဘာတွေများပြောချင်နေမလဲဆိုတဲ့ခေါင်းစဉ်လေးကိုကြည့်ပေးပါမယ်ရှင်အတူတူကြည့်ကြရအောင်နော်သူကကိုကိုဘာပြောချင်လဲဆိုလို့ရှိရင်မင်းကကိုပေါ်မှာအရန်ကောင်းတဲ့သူပါပေါ့နော်ဘယ်တော့မဆိုမင်းကကောင်းတဲ့လမ်းကြောင်းကိုညွှန်ပြပေးတယ်လူတွေနဲ့ပတ်သက်လို့ရှိရင်လည်းမင်းဟာကိုဘယ်သူကကောင်းတယ်ဘယ်သူကမကောင်းဘူးဆိုတာကိုလမ်းညွှန်ပြတာပေးတယ်ပြီးလို့ရှိရင်အားလုံးရဲ့ရှေ့မှာလည်းမင်းဟာကိုမမမရက်တီပေးနိုင်တယ်ပြီးရင်ကိုမဖြေရှင်းနိုင်တဲ့ပုံစံမှန်သမျှကိုမဖြေရှင်းနိုင်တဲ့မလုပ်နိုင်တဲ့ကိစ္စမှန်သမျှကိုလည်းမင်းကဖြေရှင်းပေးတယ်မင်းအားကိုအတွက်အကောင်းဆုံးသူပါလို့သူကကိုပြောပါတယ်ရှင်ဒီဗီဒီယိုလေးကတော့ energy ကြိုက်တဲ့သူယူပါရှင် energy မကြိုက်တဲ့သူကတော့ကိုယ့်ရဲ့အနာတိတ်မဲ့သဘောဖြစ်နေတာကြည့်ရှုပေးကြပါရှင်ကြည့်ရှုပေးကြတဲ့ခုနှစ်သားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်